ဒီကနေ့သာသနာတော်နှစ်2560ခုနှစ်ကောဇာတိ1388ခုနှစ်တရင်ကျော်လာဇန်ဒီနေ့ဘယ်နေ့ရက်တော့6ရက်နော်တရင်ကျော်လာဇန်6ရက်နေ့နန္ဒခင်းခါကာလမှာလေကူမျိုးတစ္ဆာရွှေစီကျောင်းတိုက်တွင်မှာရှင်ကျင်းပကြတဲ့9ရက်တာတရားစခန်းပွဲဒီကနေ့နောက်ဆုံးနေ့ပေါ့နော်သတိပဋ္ဌာန်ဘာဝနာတို့ကိုကြိုးစားအထောက်ဖို့ရောက်ရှိလာကြတဲ့ကြိုးစားအထောက်ပြီးတော့လည်းနေကြတဲ့ယောဂီတို့တော်ရှင်တို့ကိုဦးဇင်းတို့ဒီနေ့တရားစကားပြောရင်လဲဆိုတော့ဒီကနေ့တရားစကားပြောဖို့ရာကဦးဇင်းတို့အနုမောဒနာတရားစကားလေးပါနည်းနည်းပါမယ်ပေါ့နော်အဲ့ဒါကဦးဇင်းတို့ရှုမြတ်တမင်းဆိုင်ဟုတ်လားကိုစိုးတေဟမပဇူတော်မဖြူဖြူခိုင်ဒီမှာစာရေးထားပြီးတော့ဘုံကမှတ်မိတော့ဟုတ်လားကိုစိုးတေဟမဖြူဖြူခိုင်မိသားစုတို့ကကျောင်းတိုက်တွင်မှာအသုံးပြုဖို့နော်တမင်ပေါင်းအောင်များလှူဒန်းကြခြင်းစွမ်းများဆက်ကလှူဒန်းကြခြင်းအဆန်းရှိတဲ့ကုသိုလ်ကောင်းမှုများတခါလေရည်သက်သွန်ချအမြတ်တမ်းပေးဖို့အနုမောဒနာတရားဟောဖို့ဒါဦးဇင်းတို့လျှောက်ထားတဲ့အတွက်ကြောင့်တခါတည်းပိုင်သွားအောင်နော်ယောဂီသူတော်စင်တို့ကိုခေါ်တဲ့တရားထဲမှာအလှရှင်တွေပါဒီခေါ်ပြီးတော့နော်တရားကိုတခါတည်းပဲဦးဇင်းတို့ပြီးစီးသွားအောင်နော်တရားအတူတူနာကြရတာပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ဗာပြောကြတော့ဆိုတော့မနေ့တုန်းကအပ္ပမဒတရားရဲ့စွမ်းရည်တတ္တိတွေပြောခဲ့တာယောဂီတို့မှတ်မိအောင်ပဲထင်ပါတယ်နော်အပ္ပမဒောအမတံပဒံပမာဒောမစ္ဆုနောပဒံအပ္ပမတ္ထာနာမိယန္တိယေပမတ္ထာယထာမတ္တာဒီကထာလေးကိုမနေ့ကရှင်းခဲ့တာဟုတ်လားအမိမလျော့မပေါ်မဆတတိတရားနဲ့နေခြင်းသည်မသေးရနိဗ္ဗာန်ရခြင်းရဲ့အကြောင်းတဲ့မိမိရောရောပေါ်ပေါ်ဆတာဖြစ်တယ်လို့နေခြင်းကတော့အဖန်ပန်သေးရခြင်းရဲ့အကြောင်းတဲ့ဟုတ်လားမမေးမလျော့မပေါ်မဆတတိတရားနဲ့မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝတရားတွေကိုအောက်မေ့နေတဲ့အမှတ်ရနေတဲ့ဒီအလေးချင်းကောင်းကိုပြုစုပြောထောင်ကြိုးစားအထောက်ကြမယ်ဆိုလို့ရှိရင်အသိဉာဏ်ပညာအလိမ္မာတွေတဖြည်းဖြည်းဖြစ်ထွန်းလာပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်သည့်အထိဉာဏ်ပညာတွေမြင့်မားသွားမယ်ဆိုရင်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့မသေးရတော့တဲ့အဖြစ်ကိုရောက်နိုင်တယ်ပေါ့ဒါကြောင့်မမေ့ခြင်းသည်မသေးခြင်းရဲ့အကြောင်းမိမိရောရောပေါ်ပေါ်ဆဆဖြစ်တယ်လို့နေခြင်းကတော့ကိလေသာတရားတွေကိုတိုးပွားစေတယ်အဲ့ဒီကိလေသာတရားတွေကအမျိုးမျိုးသောကံတရားတွေကိုဖြစ်စေတယ်အဲ့ဒီကံတရားတွေကအမျိုးမျိုးသောဘဝတွေကိုဖန်တီးလိမ့်မယ်ဘဝအမျိုးမျိုးရပြီဆိုလို့ရှိရင်ရတိုင်းသောဘဝတွေမှာသေရလိမ့်မယ်ဒါကြောင့်မေ့ခြင်းကတော့အဖန်ဖန်သေရခြင်းရဲ့အကြောင်းလို့မနေ့ကပြောခဲ့တယ်နော်နောက်ပြီးတော့အဲ့ဒီဂါထာလေးရဲ့တတိယစတုထနှစ်ပါဒဖြင့်အပမတ္ထာနာမိယန္တိယေပမတ္ထာယထာမတ္တာမေ့နေတဲ့လူတွေသေတယ်လို့မျိုးမမေ့တဲ့လူတွေမသေနိုင်ဘူးဆိုတာကိုမနေ့ကအခြေတုံပြောရတယ်ဟုတ်လားမိမိရောပေါ်ပေါ်ဆဆဖြစ်တယ်လို့နေတဲ့လူတွေဟာဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိမမြင်တဲ့အတွက်ကြောင့်ကိုယ်ဘဝခန္ဓာကိုယ်အတိုင်းဝိုင်းရဲ့ပုံမှာအစွဲဥပါဒံအလွန်မှအားကြီးတယ်အစွဲဥပါဒံအားကြီးတဲ့ပုဂ္ဂိုလ်တွေဟာခွဲခွာကနေမှအလွန်တရာမှထိတ်လန့်တုန်လှုပ်မှုနဲ့ပြင်းပြင်းထန်ထန်စိုးရင်ကြောင်းကြမှုတွေနဲ့ဆင်းရဲရဲ့သေရတဲ့တယ်မေ့နေတဲ့လူတွေအသေးဆိုးပုံဟုတ်လားမမေ့မလျော့မပေါ်မဆနေတဲ့လူတွေကြတော့အသိဉာဏ်ပညာအားကြီးတဲ့အတွက်ကြောင့်ဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်မှုတွေနဲ့အတူတော့အစွဲဥပါဒံတရားတွေနည်းတယ်ပေါ့အစွဲဥပါဒံနည်းလို့ရှိရင်အစွဲမနာရင်အခွာမခက်ဘူးပေါ့ဟုတ်လားအဲ့လိုဆိုရင်မမေ့တဲ့လူတွေရဲ့သေခြင်းဟာမေ့တဲ့လူတွေရဲ့သေခြင်းလို့မဆိုးဘူးလို့အဲ့ဒါလေးကိုမနေ့ကပြောရတာဟုတ်လားအဲ့ဒီကနေ့အဲ့ဒီတရားလေးကိုထပ်ပြီးတော့ဆက်ပြီးတော့ပြောပါမယ်ဟုတ်လားအပ္ပမဒတရားရဲ့ဂုဏ်ကြီးအပ္ပမဒတရားရဲ့ဂုဏ်ကိုပြောလိုက်ရင်တစ်ဖက်ကပမာဒရဲ့အပြစ်ကိုလည်းပဲတပြိုင်တည်းတည်းနားလည်သွားမယ်ပေါ့နော်အပ္ပမဒကကောင်းလာတယ်ဆိုလို့ရှိရင်ပမာဒကတော့ဆိုးလာတယ်လို့အဖြေကလိုထွက်သွားမှာဟုတ်လားဒီမှာအပ္ပမဒနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်မကတ္တဗကိုတော်မြတ်ကြီးကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်
အဲ့ဒီဂါထာလေးလည်းပဲဦးဇင်းတို့အလွန်နှစ်သက်ပါတယ်ပမာဒမပမာဒေနယရာနုတတိပန္တိတောပညာပါတာဒမာရုံရှအတောကတောကိနေပဇံပပတ္တထောဝဘူမတ္တိဒီရောပါလေအဝခတိတဲ့ဂါထာလေးက6ပါဒရှိတယ်နော်တာမန်ဂါထာတွေလို့4ပါဒမဟုတ်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ယရာခြင်းခါ၌ပန္တိတောကြောင်းကျိုးမြင်သည့်ပညာရှိသည်ပမာဒံမေ့လျော့ခြင်းကိုအပမာဒေနမမေ့မလျော့ခြင်းဖြင့်အနုရတိအစားထိုးလိုက်တယ်တဲ့ဒီစကားလေးကိုဦးဇင်းကအရန်သဘောကျတယ်နော်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအသိဉာဏ်ရှိလာတဲ့အခါမှာမေ့လျော့ခြင်းရဲ့နေရာမှာမမေ့မလျော့ခြင်းကိုအစားထိုးလိုက်တယ်တဲ့ဟောပုံလေးကအတိုင်းအတိအကျဟောတာနော်အစားထိုးလိုက်တယ်မိမိရောပေါ့ပေါ့ဆဆနေတာကြီးကတော့အကျိုးမရှိပါဘူးဘာမှဉာဏ်ပညာကိုလည်းမဖြစ်ထွန်းစေဘူးလို့မြတ်စွာဘုရားရဲ့ဒေသနာတွေကိုယဉ်နှီးမှုကျွမ်းကျင်မှုရှိလာတဲ့အခါမှာအဲ့ဒီအတိလေးတွေမရဘူးလားရတယ်နော်အခုအဲ့ဒီအတိရလို့နောက်တခါမှတို့အရင်တို့မမေ့မလျော့နေတဲ့အလေးအကျင့်လေးကိုတက်နိုင်တယ်များပြုစုပြောထောင်နေကြတာဟုတ်လားဒါကြောင့်ဉာဏ်ပညာနဲ့နော်နားလည်လာတဲ့အခါမှာနော်မေ့မေ့ရောနေရတာမကောင်းဘူးမမေ့မလျော့နေရတာကောင်းတယ်လို့နားလည်လာတဲ့အခါသိလာတဲ့အခါမှာသူကဘာလို့တော့မေ့နေတဲ့အလေးကျင့်ဇိုးကြီးရဲ့နေရာမှာမမေ့မလျော့တတိနဲ့နေတဲ့အလေးကျင့်ကောင်းလေးကိုဘာလုပ်လိုက်တာအစားထိုးလိုက်တာတဲ့အဲ့ဒီအစားထိုးတယ်ဆိုတာကိုကြိုက်တာဦးဇင်းဟုတ်လားမကောင်းတာကြီးကိုဖယ်ပြီးတော့ကောင်းတာကိုစားထိုးလိုက်တယ်အစားမထိုးနိုင်ဘူးဆိုရင်တော့မကောင်းတာကြီးနဲ့ပဲဆက်ပြီးတော့နေရမှာပေါ့ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားအဲ့လိုလေးနားလည်အောင်ရှင်းအောင်မြတ်စွာဘုရားဟောပြတာနော်ယရာခြင်းခါ၌ပန္တိတောကြောင်းကျိုးမြင်သည့်ပညာရှိသည်ပမာဒံမေ့လျော့ခြင်းကိုအပမဒေနမမေ့မလျော့ခြင်းဖြင့်အနုရတိအစားထိုးလိုက်တယ်မမေ့မလျော့တတိနဲ့နေတဲ့အလေးချင်းကိုကြိုးစားလိုက်တယ်အားထုတ်လိုက်တယ်ပေါ့အဲ့တော့မေ့လျော့ခြင်းကအဲ့ဒီချိန်မှာမရှိပါဘူးမမေ့မလျော့ခြင်းနေရာယူနေရင်မေ့လျော့ခြင်းမရှိဘူးမမေ့မလျော့ခြင်းနေရာဝင်းမယူနိုင်ဘူးဆိုရင်တော့မမေ့မလျော့ခြင်းကအိမ်ရှင်သဘောမျိုးနဲ့သူကတော့ဖြစ်နေမှာနော်အေးအဲ့လိုမေ့နေတဲ့နေရာမှာမမေ့တာကိုအစားထိုးလိုက်တော့ဘာတွေဖြစ်လာတော့ပညာပါတာရမာရုံရှာအတောကတောကိနေပဇံပညာပါတာတံဉာဏ်ပညာတည်းဟူသောပြတ်တတ်ထက်သို့အာရုံရှတက်၍ဟောမေ့နေတဲ့နေရာမှာမမေ့တာကိုအစားထိုးလိုက်ရင်အဲ့ဒီလူဟာဉာဏ်ပညာပြတ်တတ်ကြီးပေါ်ကိုရောက်သွားတယ်တဲ့ဉာဏ်ပညာဆိုတဲ့အတိကိုပြတ်တတ်လို့မြတ်စွာဘုရားဥမာပေးရနော်အထက်မြင့်အဆောက်အဦကြီးပေါ်ကိုရောက်သွားတယ်ပေါ့ဆိုလိုတာကဟုတ်လားအမြင့်ကိုရောက်သွားတယ်ဆိုလို့ရှိရင်တေချာတာကတော့အနိမ့်မှာနေတာထက်ပိုပြီးတော့အမြင်ကျယ်မယ်ဟုတ်လားပညာပြတ်တတ်ပေါ်ကိုရောက်သွားတယ်ဆိုတာအမှန်တော့ပညာကိုအရှင်တန်းမြင့်တယ်ဆိုတာနဲ့များများမြင်နိုင်တယ်ဆိုတာနဲ့ဥမာပေးတာပါပဲအသိရှိတဲ့လူနဲ့အသိမရှိတဲ့လူဟာမြင်တာချင်းမတူဘူးအသိမရှိတဲ့လူကအမြင်ကျဉ်းတယ်အသိရှိတဲ့လူကအမြင်ကျယ်တယ်အလုံးကိုခြုံငုံပြီးတော့သုံးသပ်နိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားကအမြင့်မှာနေတဲ့လူနဲ့အနိမ့်မှာနေတဲ့လူမြင်တာချင်းမတူဘူးဆိုတာကိုဥမာပေးတာအပညာပြပါတာရံပညာတည်းဟူသောပြတ်တတ်ထက်သို့အာရုံရှတက်၍နှမျိုးထဲမှာအထက်20 30 40အခုဆိုအထက်100 200အဲ့လိုတိုက်ကြီးတွေခေါင်းမိုးပေါ်တက်ပြီးတော့မြန်ကြည့်ရမယ်ဆိုတော့အားလုံးကိုခြုံငုံပြီးတော့မမြင်နိုင်ဘူးလားမြင်နော်အဲ့လိုပဲတတိနဲ့နေလာတဲ့အခါမမေ့မလျော့မှုနဲ့နေလာတဲ့အခါမှာသူ့ရဲ့ဘဝရဲ့ပေါ်ခန္ဓာရဲ့ပေါ်လောကရဲ့ပေါ်မှာသိတဲ့အတိတွေကပို့ပြီးတော့များလာတယ်တိုးလာတယ်အဲ့လိုအတိတိုးလာတဲ့အခါမှာသူဟာအမြင့်ကိုရောက်သွားတယ်အမြင့်ကိုရောက်သွားတော့သူ့ရဲ့အမြင်တွေကပို့ပြီးတော့ကျယ်ပြန့်လာတယ်ဒါကိုပြောတာနော်ပညာပါတာတံပညာတည်းဟူသောပြတ်တတ်သောအာရုံရှတက်၍အတောကတောကိနေပဇံအတောကစိုးရင်ခြင်းမရှိဘဲနဲ့တောကိနံစိုးရင်ခြင်းတို့ရောက်နေကြတဲ့ပဇံတတ္တဝါတို့ကိုအဝခတိကြည့်ရတယ်မြင်ရတယ်တဲ့ဟောအမြင့်ရောက်တော့သူဘာတွေမြင်ရတော့သူမြင်ရတာကိုပြောရင်နော်သူကိုယ်၌ကစိုးရိမ်မှုမရှိဘဲနဲ့နောက်တခြားစိုးရိမ်ခြင်းတို့ရောက်နေကြတဲ့တခြားသောတတ္တဝါတွေကိုသူမြင်နေရတယ်တဲ့လူတွေများသောအားဖြင့်ပူလောင်မှုတွေစိုးရိမ်မှုတွေကြောင်းကြမှုတွေညှဉ်းနှွမ်းမှုတွေနဲ့အများစုကလိုပဲနေကြရတာပါဟုတ်လားနော်ကြည်ကြည်လင်းလင်းအေးချမ်းချမ်းအသိဉာဏ်လေးနဲ့နေနိုင်တဲ့တတ္တဝါဆိုတာအလုံးမရှားပါတယ်ဒေသနာလေးတစ်ခုကောင်းလေးဖြတ်ခနဲ့ဝင်လာတယ်ပြီးတယ်လို့လည်းကြားဥပါတယ်အန္တဗုဒ္ဓအယံလောကောတနုကိဋ္ဌဝိပတ္တိတကုဏောဇာလမုဒ္ဒောဝအဘောတက္ကာယကိစ္စတိတဲ့ကြားဥတယ်မို့လား
အယံလောကဤလောကလူအပေါင်းသည်အန္တဘုဒ္ဓပညာမျက်စိကင်းသဖြင့်အကန့်တဖွယ်သာဖြစ်၍နေကြကုန်၏တိဋ္ဌဤလောကကြီး၌တလူကောအနှဲငယ်များသောတတ္တဝါတို့သည်သာလျှင်ဝိပဿတိမှန်မှန်ကန်ကန်မြင်နိုင်ကြကုန်၏လောကကြီးတစ်ခုလုံးကတော့အကန့်တဖွယ်နေနေတာတဲ့မြတ်စွာဘုရားဟုတ်လားအနှဲငယ်များသောလူတွေသာတတ္တဝါတွေသာမှန်မှန်ကန်ကန်သိပြီးတော့မြင်ပြီးတော့နားလည်ပြီးတော့နေနိုင်ကြတာတဲ့တကုနောဇာလမုတ်တော်ဝအပောတက္ကာယကိစ္စတိမုတ်ဆိုးရဲ့လက်ကတပန်းပြန်ပြီးတော့လွတ်ထွက်လာတဲ့ငှက်ဆိုတာအလွန်နည်းသလိုသိပြီးတဲ့နောက်မှာနတ်ပြည်ကိုရောက်ကြတဲ့တတ္တဝါနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့တတ္တဝါဆိုတာလောကမှာအလွန်မှနည်းတယ်တဲ့နော်အပောတက္ကာယကိစ္စတိတက္ကာယတက္ခဆိုတာဒီနေရာမှာနတ်ပြည်လို့လည်းအဓိပ္ပာယ်ယူလို့ရတယ်နိဗ္ဗာန်လို့လည်းအဓိပ္ပာယ်ယူလို့ရတယ်လူတွေသိပြီးတဲ့နောက်မှာနတ်ပြည်လို့ဆိုတဲ့ကောင်းတဲ့မြတ်တဲ့ဘဝကိုရောက်တဲ့တတ္တဝါအလွန်နည်းတယ်နောက်လူတွေဟာနိဗ္ဗာန်လို့ဆိုတဲ့ဒီမွန်မြတ်တဲ့ချမ်းသာဒုက္ခကိုအာယုံပြုနိုင်မြင်နိုင်သိနိုင်တဲ့တတ္တဝါဟာအလွန်မှနေတယ်သူကတော့ပိုနေမှာပေါ့ဟုတ်လားအဲ့တော့ပါလေစောစောတုန်းကမေခြင်းရဲ့နေရာမှာမမေခြင်းကိုအစားထိုးလိုက်လို့ဉာဏ်ပညာတွေကြီးလာလို့ပညာပြတ်တတ်ပေါ်ကိုရောက်သွားတဲ့အဲ့ဒီတတ္တဝါကဘာကိုမြင်ရတာတော့သူကိုယ်တိုင်ကစိုးရိမ်မှုမရှိဘဲနဲ့စိုးရိမ်မှုတွေထဲမှာနစ်မောနေတဲ့တတ္တဝါတွေကိုသူမြင်ရတယ်တဲ့သူကကြည်နေတာနော်အကြည့်ခံရတာမဟုတ်ဘူးနော်သူကကြည်နေတာသိနိုင်မြင်နိုင်တဲ့လူကြည်တဲ့လူတွေနော်အကြောင်းမျိုးမျိုးကြောင့်စိုးရိမ်မှုတွေထဲမှာပူလောင်မှုတွေထဲမှာနစ်မောနေကြတာဒါတွေကယုံပြီးတော့ထွက်ဖို့လည်းပဲမကြိုးစားဘူးဒါကိုလည်းမြင်နေရတယ်ပေါ့ဒါကိုပြောတာဟုတ်လားအဲ့မှာဆက်ပြီးတော့ပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားဥမာတခုထပ်ပြီးတော့ပေးတယ်ပပတ္တထောဝဘူမတ္ထေဒီရောပါလေအဝကတိပပတ္တထောတောင်ထိပ်၌တည်နေသောပုဂ္ဂိုလ်သည်ဘူမတ္ထေမြေပြင်မှာရှိနေကြတဲ့တတ္တဝါတွေကိုအဝကတိဤဝကြည့်ရှုနေတဲ့ကဲ့သို့နော်ဒီတော့ဉာဏ်ပညာကြီးမားသောပုဂ္ဂိုလ်သည်ဘာလို့မိုက်မဲသောပုဂ္ဂိုလ်ကိုအဝကတိကြည့်နေတယ်မြင်နေရတယ်တဲ့နော်တောင်ထိပ်ပေါ်မှာရောက်နေတဲ့လူကတောင်အောက်မြေပြင်ပေါ်မှာရှိတဲ့လူတွေကိုအမြင့်ကနေစီးပြီးတော့ကြည်နေသလိုခုနကတော့ပြတ်သက်ဆိုတာတဲ့တောင်သူကဘာဖြစ်သွားမြင့်သွားတယ်နော်တောင်ထိပ်ပေါ်တောင်ရောက်တာတောင်ထိပ်ပေါ်မှာရောက်နေတဲ့တတ္တဝါကမြေပြင်မှာရှိတဲ့တတ္တဝါတွေကိုကြည်နေသလိုမျိုးဒီတော့အပ္ပမာဒတရားဖြင့်နေတဲ့ဖြင့်ဉာဏ်ပညာကြီးမားလာတဲ့ပညာရှိတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာဘာလို့ပမာဒတရားနဲ့နေလို့ဘာအသိဉာဏ်မှမဖြစ်ထွန်းတဲ့မိုက်မဲတဲ့လူတွေကိုအဝကတိမြင်နေရတယ်ကြည်နေရတယ်တဲ့ကိုကကြည်နိုင်မြင်နိုင်တဲ့အပိုင်းမှာပါခြင်းလားအကြည့်ခံအမြင်ခံရတဲ့အပိုင်းမှာပါခြင်းလားတော့ကိုယ့်ကိုစဉ်းစားအောင်နော်ဟုတ်လားမိမိရောပေါ့ပေါ့ဆားဆားနေရင်တော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တော့အကြည့်တာကိုခံရမှာဒီလူတွေညံ့လိုက်တာဆိုတာဟုတ်လားသူတို့ရဲ့ကြည့်ရှုတာကိုခံရမှာသူတို့ရဲ့တနာတာကိုခံရမှာပေါ့ဟုတ်လားသူတို့တနာတာခံရတာလည်းကောင်းပါလေဟုတ်လားနော်လူချင်းချင်းဆိုရင်တော့များသောအားဖြင့်တော့မကျေနပ်မှုတွေနဲ့ပဲဆက်ဆံကြတာနော်မေတ္တာတွေကရုဏာတွေဆိုတာအလုံးမရှားခဲပါတယ်ဟုတ်လားပညာရှိသူတော်ကောင်းတို့ရဲ့မေတ္တာတွေကရုဏာတွေရှားရတာလည်းလွန်ကောင်းပါလေနော်အဲ့တော့ပြောချင်တာကကိုယ်တိုင်ကအဲ့လိုမျိုးမေတ္တာတွေကရုဏာတွေထားနိုင်ပြီးတော့နော်အသိဉာဏ်မရှိလို့အသိဉာဏ်ရှိအောင်လည်းမလုပ်ကြလို့နော်မိမိရောပေါ့ပေါ့ဆားဆားနဲ့နေကြလို့နော်ဆိုဝါဝါခံစားနေရတဲ့ဆင်းရဲနေကြတဲ့နော်အကြည့်ခံရတဲ့တတ္တဝါတွေထဲမှာတော့မပါသင့်ဘူးဟုတ်လားဒါကြောင့်ဒီကထာလေးကပမာဒရဲ့ဂုဏ်ကြီးကိုအလွန်တရာမှထင်ထင်ရှားရှားပြောနိုင်တယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ပြန်ပြောမယ်နော်ဒီကထာလေးကိုအသိဉာဏ်ရှိလာတဲ့အခါမှာမေ့ခြင်းရဲ့နေရာမှာမမေ့ခြင်းကိုအစားထိုးလိုက်တယ်အဲ့လိုအစားထိုးလိုက်တော့ပညာပြတ်တတ်ပေါ်ကိုရောက်ပြီးတော့ကိုယ်တိုင်ကစိုးရိမ်မှုမရှိဘဲနဲ့စိုးရိမ်မှုတွေရှိနေကြတဲ့တတ္တဝါတွေကိုကြည့်ရတယ်မြင်ရတယ်တောင်ထိပ်မှာရောက်နေတဲ့တတ္တဝါတွေတောင်အောက်မှာရှိနေတဲ့တတ္တဝါတွေကိုကြည့်သလိုမျိုးအပမာဒနဲ့နေလို့ပညာရှိလာတဲ့ပုဂ္ဂိုလ်ဟာပမာဒနဲ့နေနေတဲ့အတွက်ကြောင့်ပညာမရှိတဲ့လူမိုက်တွေကိုဘာလို့နေတော့ကြည့်နေတယ်မြင်နေတယ်တဲ့အဲ့လိုဆိုလို့ရှိရင်ပမာဒရဲ့အပြစ်ကိုလည်းပဲတခါတည်းဖော်ပြပြီးသားဖြစ်မယ်လို့ထင်ပါမိမိရောပေါ့ပေါ့ဆားဆားနေမယ်ဆိုရင်တော့အသိဉာဏ်ပညာအစဉ်တန်းကဘယ်တော့မှမြင့်လာမှာမဟုတ်ဒါပဲဒီနာဒီဘောဘာမှအမြင်မကျဲပဲနဲ့နော်ငါဥစ္စာဆိုတာရဲ့ဟိုဘက်ကိုတိတ်ပြီးတော့မလွန်ဘူးရခြင်းနဲ့ငါအတွက်ငါဥစ္စာအတွက်ဒါနဲ့လုံးတွေ့ခမရရင်စိတ်ပြည့်မယ်ရအောင်ရှာမယ်ပြားနဲ့ဒီလိုနေမှာပဲဟ
ဟုတ်တယ်မို့လားဒါကအဲ့တိုင်းနေတော့ဘာဖြစ်လာမလို့နော်တောကဖြစ်เสียကြုံရင်တောကဖြစ်မယ်ငိုကြွေးเสียကြုံရင်ငိုကြွေးရမယ်နောက်ဆုံးတဘာဝတရားကပျက်စီးမှုသူ့ရဲ့လက္ခဏာကိုထင်ရှားပြလာတဲ့ချိန်မှာအကြီးကျယ်တုန်လှုပ်ကြောက်ချပြီးတော့စိုးရိမ်ညာလိမ့်မယ်ငိုကြလိမ့်မယ်ဟုတ်လားအဲ့ဒါတွေမကဘဲနဲ့မိုက်မဲတဲ့အနေအထားမျိုးကိုတောင်ကိုယ့်ရဲ့ဘဝဟာတဖြည်းဖြည်းနဲ့ရောက်သွားတယ်ဘာမှကိုကသတိမထားတဲ့အခါကျတော့သိတဲ့တာကိုဘာမှမသိဘူးမသိတဲ့အခါကျတော့မသိဘူးဆိုရင်ဘယ်ရှင်းနဲ့ထည့်ရမှာလူမိုက်ရှင်းနဲ့ထည့်ရမှာဟုတ်ရဲ့လားဒါကြောင့်ပမာဒဆိုတဲ့မေ့လျော့ခြင်းရဲ့အပြစ်ကိုလည်းပဲဒီတိုင်းနဲ့ထဲမြင်ပြီးတော့အပမာဒရဲ့ဂုဏ်ကျေးဇူးကိုသိမြင်နားလည်ပြီးတော့အပမာဒတရားနဲ့တက်နိုင်သမျှနေအောင်ကြိုးစားကြရတာဟုတ်လားခုဒီမှာ9ရက်လောက်အချိန်ယူပြီးတော့ကြိုးစားတယ်ဆိုတာကတော့ပို့ပြီးတော့ထိထိရောက်ရောက်ဖြစ်အောင်အထောက်ကြတဲ့သဘောပါပဲနော်စိတ်ဓာတ်မှလာပြီးတော့နေတဲ့အချိန်နဲ့ကိုယ့်အိမ်ကိုယ့်အလုပ်ထဲကိုမှပုံမှန်ဘဝမှာနေတဲ့အချိန်ကအများကြီးပုံမများဘူးလားများအဲ့တော့ရိတ်တာလာပြီးတော့နေတယ်ဆိုတာကတနည်းအားဖြင့်လည်းပဲကိုယ့်အိမ်မှာနေတဲ့အခါမှာအလေးကျင့်ကောင်းလေးစောစောမြဲမြဲဖြစ်အောင်လာပြီးတော့အထူးပြုပြီးတော့လေ့ကျင့်တဲ့သဘောလို့လည်းဒီလိုခံယူထားသေးခြင်းတယ်ဟုတ်လားအိမ်မှာနေတဲ့အချိန်မှာကျွမ်းကျင်ကျင်လေးနေတဲ့အောင်ဒီမှာလာပြီးတော့နော်တကယ်ကိုနော်ကြိုးစားအထုတ်ပြီးတော့လေ့ကျင့်ခန်းလာဝင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးခံယူထားမှဟုတ်လားဒီမှာလာလို့မယ်ပြန်သွားတာနဲ့ပြီးသွားပြီလို့အောင်မေးလို့မရဘူးနော်ကျန်တဲ့ချိန်တွေကများတာဟုတ်လားအဲ့တော့အိမ်မှာနေရင်လည်းပဲကိုယ်ဘာသာတကယ်တရားတရားရှိမယ်ကြိုးစားအထုတ်မယ်ဆိုရင်တတိထားတဲ့လုပ်ငန်းစဉ်ကိုလုပ်လို့မရဘူးလားနော်ကုံချမ်းအနေနဲ့ပေါ့လေပြောရမယ်ဆိုရင်ဒီယုံနံတွေကတော့ဒလဇက်ဖြစ်နေတာပဲလေသူတို့ပုံမှာကိုသိနိုင်ရင်သိနိုင်တဲ့လောက်တတိထားနိုင်ရင်ထားနိုင်တဲ့လောက်ဉာဏ်ပညာဆိုတဲ့အကျိုးရလဒ်ကတော့ထွက်လာမှာပဲဟုတ်တယ်မို့လားဒါအမြဲတမ်းရှိနေတာအမြဲတမ်းဖြစ်နေတာဒီယုံနံတွေကအမြဲတမ်းဖြစ်နေတာအမြဲတမ်းရှိနေတာမဟုတ်အမြဲတမ်းဖြစ်နေတာအဲ့ဒီအမြဲတမ်းဖြစ်နေတာကိုဘာလို့မလို့ဖြစ်နေတဲ့အတိုင်းသိနေဖို့လိုတယ်ဖြစ်တာကိုသာဒလဇက်အတိစိတ်မဲ့ဆိုရင်ပျက်စီးနေတယ်ဆိုတာကိုသိဖို့ဘာခက်ခဲမှသိမရှိဘူးအဲဒီဖြစ်နေတာတွေကိုမသိလို့နောက်ထပ်ဖြစ်လာတာကိုမသိလို့အရင်ဖြစ်သွားတာတွေကမရှိတော့တာကိုမသိတာဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ပမာဒရဲ့အကျိုးကျေးဇူးနော်နေ့စဉ်နေထိုင်တဲ့ဘဝမှာများစွာအသုံးချနိုင်ဖို့ကပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးပါတယ်ဒီမှာလာနေတယ်ဆိုတာဘာမှမပြောပလောက်တဲ့အချိန်လေးပါဟုတ်လားအေးဒါပေမဲ့ဒီအချိန်လေးကိုပဲထိထိရောက်ရောက်လုပ်မယ်ဆိုရင်အလေးကျင့်ကောင်းလေးတစ်ခုနော်ထိထိရောက်ရောက်တနည်းအားဖြင့်အတွေ့အကြုံကောင်းလေးတစ်ခုလောက်မြန်ရသွားမယ်ဆိုရင်တော့အဲ့ဒါလေးကအမှတ်တရရတဲ့ရလေးနဲ့ဩဒါကတော်တော်ကောင်းတာပဲဆိုတာမျိုးလောက်ဖြစ်သွားမယ်ဆိုရင်အများကြီးကျိုးမရှိနိုင်ဘူးလားရှိနိုင်နော်အဲ့လိုမျိုးကအပမာဒနဲ့နေနိုင်မှနော်ကိုလိုချင်တဲ့ပန်းတိုင်ကိုမြန်ရောက်မယ်ကိုရခြင်းတဲ့ချမ်းသာကိုမြန်ရမယ်ပမာဒနဲ့ပဲနေမယ်ဆိုရင်တော့ကိုရောက်ခြင်းတဲ့ပန်းတိုင်ကိုလည်းမြန်ရောက်နိုင်စရာအကြောင်းမရှိဘူးကိုလိုချင်တဲ့ချမ်းသာကိုလည်းမြန်ရစရာအကြောင်းမရှိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အပမာဒဝတ်ထဲမှာနောက်ထပ်ဂါထာလေးတွေရှိသေးတယ်ဦးဇင်းမှတ်ထားတယ်နော်အဲ့ဒီဂါထာလေးလည်းဗာပြောထားတော့အပမထောပမတ်ထေသူသုတ်တေသူဘဟုဇာကတော့အပလတ္တဝတိကတော့ဟိတဝါယာတိသူမေထတော်တဲ့ဒီဂါထာလေးမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒါကမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့ထံတော်ဘာမှာကမ္မထံတရားတောင်းပြီးတော့တရားအထုတ်ဖို့နော်ထွက်ခွာသွားကြတဲ့ယဟန်နှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောတာယဟန်နှစ်ပါးအတူတူတရားအထုတ်မယ်ဆိုပြီးတော့မြတ်စွာဘုရားကကမ္မထံတရားတောင်းပြီးတော့သူတို့သွားကြတာပေါ့နော်အဲ့ဒါတဏှာရောက်တော့ကမ္မထံတရားကြိုးစားအထုတ်ကြတယ်ကျောင်းတစ်ကျောင်းမှာအတူတူပေါ့အဲ့ဒါတပါးသောယဟန်ကတော့ညတိုင်ရောက်လို့ရှိရင်မီးဖိုးတယ်မီးလုံတယ်နော်ကိုရင်လေးတွေနဲ့စကားပြောတယ်အိမ်နေအောင်ဆိုပြီးတော့မီးပုံကြီးဖိုးပြီးတော့မီးတော့ဖိုးတယ်ဒါပေမဲ့ဘာလို့တော့စကားပဲပြောနေတယ်သူကနော်အပမာဒနဲ့နေတာတော့မဟုတ်ဘူးဒါဒီအိမ်မပြူအောင်ဟဲ့ဆိုပြီးတော့စကားတွေတော့ပြောနေတယ်ဟုတ်လားတပါးသောယဟန်ကတော့ဇူးနဲ့မှစကားမပြောဘူးမီးဖိုးပြီးတော့မီးလုံတာလည်းမရှိဘူးသူ့နေရာလေးသူမှပါလာလေးပဲကြိတ်ပြီးတော့သူအပမာဒကိုထူထောင်နေပေါ့ဟုတ်လားအဲ့တော့ဘာဖြစ်တုံးဆိုတော့သူကယဟန္တာဖြစ်တယ်။အိုးကိုရင်လေးတွေနဲ့မိတူတူလုံစကားပြောမအိပ်ပြောအောင်ပဲကြိုးစားတယ်ဒါပေမဲ့တရားအထုတ်တာတော့မဟုတ်။သူကတော့ဘာမှဖြစ်မလာဘူး။အဲ့ဒါနဲ့ဝါကျွတ်လို့မြတ်စွာဘုရားဒီကိုပြန်လေရောက်လာကြတဲ့အခါမှာမြတ်စွာဘုရားကအကျိုးကြောင့်မေးတော့သူကတော့နော်မအိပ်ဘူးမအိပ်မနေတာဟိုယဟန်ကတော့သူ့နေရာသူမှအိပ်နေတာပဲများတယ်သူကအဲ့လားသူ့ထင်တာကိုဟုတ်လားဒါပေမဲ့ဟိုကအိပ်နေတာမဟုတ်ဘူးဟိုကကြိုးစားနေတာအဲ့ဒီမှာမြတ်စွာဘုရားကသိတယ်နော်
တင်ဟာတင့်ကိုတင်မအိမ်မနေအိမ်နေအောင်ကြိုးစားတယ်လို့ဆိုတော့လည်းပဲတင်ဟာပမာဒနဲ့ပဲနေတာမိမိရောပဲနေတာဟိုရန်ကမမိမလျော့နေတာဒါကြောင့်သူဟာရတင်ကြလိုက်တာကိုရတာအဲ့မေ့နေတဲ့လူနဲ့မမေ့တဲ့လူရဲ့ခွာခြားချက်ကိုအဲ့ဒီမှာမြတ်စွာဘုရားကဥပမာပေးပြီးတော့ဟောတယ်အဲ့ဒါဘာတော့ဆိုတော့သုတ်တေသူဘဟုဇာကတော်တဲ့နော်အိတ်နေတဲ့လူနဲ့နိုးနေတဲ့လူလောက်ကွာတယ်တဲ့နော်မေ့တာနဲ့မမေ့တာတတိရှိတာနဲ့မရှိတာလို့အိတ်နေတာနဲ့နိုးနေတာလောက်ကွာတယ်နော်အိတ်ပြုံနေတဲ့အချိန်ဘာသိတော့အသေးကောင်လိုပဲလေဒါအသေးလေးသေးတာလို့တောင်တချို့ပညာရှိတွေကပြောကြတယ်ဘာမှမသိတော့အိတ်နေတယ်ဟုတ်လားဒါပေမဲ့အိတ်တာကိုကြင်ကြင်ဖန်ဖန်ချီးမွမ်းခြင်းတော့အကုသိုလ်တွေကိလေသာတွေဖြစ်နေတာနဲ့စာရင်တော့တော်သေးတယ်လို့ဟောဒီလိုအပိုင်းလည်းတစ်ခုတော့ရှိသေးတယ်ဟုတ်လားငယ်ငယ်တုန်းကအဒီမြတ်စွာဘုရားဟောထားတာလေးကိုတွေ့ရတော့အဲ့လိုဦးဇင်းတို့ကလည်းပြင်းတဲ့ဓာတ်ခံတွေကပါတော့တခါလေကိုယ့်အရာလည်းကိုခွေးပြီးတော့နေတာပဲများတာကိုများတဲ့ခါကျတော့ကြင်ကြင်ဖန်ဖန်အဲ့ဒါကိုကအကြောင်းပြချက်တစ်ခုအနေနဲ့ရှာတယ်ဟုတ်လားအိတ်နေတာတော်ပါသေးတယ်မဟုတ်လေအကုသိုလ်တွေများနေကိလေသာတွေများနေအိတ်နေတာတော်ပါသေးတယ်ဆိုပြီးတော့ဒါဟုတ်တွေးတဲ့အတွေ့မဟုတ်ပါဘူးဦးဇင်းပြောပြတာဟုတ်လားအေးအဲ့ဒါပြောချင်တာကအိတ်နေတဲ့လူဟာဘာမှမသိဘူးနိုးကြားနေတဲ့လူဟာဘာမဆိုဖြစ်နိုင်တယ်နော်တတိနဲ့နေတယ်ဆိုတာနိုးကြားနေတာတတိမရှိဘူးဆိုတာဘာမှမသိတဲ့အနေအထားတစ်ခုလို့ဖြစ်နေတာဟုတ်လားဒါကြောင့်မလို့မြတ်စွာဘုရားကအပလတ္တံဝတိကတော်တယ်နော်အလွန်လျင်မြန်တဲ့မြင်းဟာခွန်အားရှိနေတဲ့ကိုမနေရက်တီဖို့ကြိုးစားနေရတဲ့နော်အနာရောဂါဖြစ်နေတဲ့မြင်းပိန်ကိုစွန့်ပြီးတော့ရှေ့ကနေအပြက်အသက်ခရီးရောက်သွားတယ်လို့မျိုးနော်လူမိုက်ကိုတန်တရားခရီးဆင်းရဲထဲမှာထားခဲ့ပြီးတော့မမိမလျော့တဲ့ပညာရှိဟာနိဗ္ဗာန်ချမ်းသာကိုတစ်ဖက်ကန်းကိုရောက်သွားတယ်တဲ့ဟုတ်လားမေ့နေတဲ့လူတွေထဲမှာမမေ့တဲ့လူတွေဟာအိပ်ပျော်နေတဲ့လူတွေထဲမှာနိုးနေတဲ့လူတွေလို့နော်အားနေတဲ့မြင်းပိန်ကိုခြံပြီးတော့အားကောင်းတဲ့မြင်းဟာလှင်မြန်ပဲကြော်ဖြတ်ပြီးတော့လိုရပန်းတိုင်ကိုရောက်သွားတယ်လို့ပညာရှိတဲ့မမေ့တဲ့လူတွေဟာပညာမေ့နေတဲ့လူတွေကိုတန်တရားခီးခဲမှာခြံထားခဲ့ပြီးတော့သူတို့ဟာလွတ်မြောက်ရာကိုပွားကြတယ်လို့အဲ့လိုဟောတာဒါလည်းမှတ်သားကြမကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်မေ့လျော်ခြင်းဟာအလွန်တရာမှတန်ဖိုးရှိတယ်မမေ့လျော်ခြင်းကတော့အလွန်တရာမှအန္တရာယ်ရှိတယ်ဒါကြောင့်မြတ်စွာဘုရားကပမာဒံဘယတော်ဒိဋ္ဌဝအပမဒင်္စခေမတော်မေ့လျော်ခြင်းကိုဘေးလို့နားလေရမယ်ကြောက်เสียလို့နားလေရအပမဒင်္စခေမတော်မမေ့လျော်ခြင်းကိုဘေးကင်းရလို့နားလေရမယ်အဲ့ဒါလိုနားလေပြီးတော့ဘာဝေထထင်ကိကံမကံဧတဗုဒ္ဓနုတာရဏီမဂ်ခင်၈ပါးကိုပွားများရမယ်အဲ့ဒါမြတ်စွာဘုရားအဆူဆူတို့ရဲ့အဆုံးအမပဲဆိုဟောထားတာမရှိဘူးလားနောက်ဦးဇင်းတို့ဘေးမဖြစ်အောင်နေပါဆိုပြီးတော့မပြင်းနဲ့မငင်းနဲ့မမေ့နဲ့ဆိုပြီးတော့ဂါထာလေးသုံးဖို့မြတ်စွာဘုရားစရိယပိဋကထာရစရိယပိဋကပါဠိတော်မှာဟောထားတာလေးကိုဒါတရားတစ်ပုဒ်ဟောထားတာရှိတယ်ပေတတို့တချို့နာဘူးမယ်ထင်ဟုတ်လားမေ့လျော်ခြင်းကိုဘာလို့နားလေရမှာလဲတော့ဘေးလို့နားလေရမေးတဲ့ကြောက်เสียလို့နားလေရမေးတဲ့အန္တရာယ်လို့နားလေရမယ်မဖြစ်သလိုနေတာကြီးကအန္တရာယ်ရှိတယ်လို့နားလေရမှာလို့ပြောတာနောက်မမေ့လျော်နေခြင်းကသာလျှင်အန္တရာယ်တွေကလွတ်ကင်းနိုင်မှာဘေးတွေကလွတ်ကင်းနိုင်မှာဒါကရေရှည်လဲမြင်တတ်ဖို့လိုတာပေါ့နော်အဲ့လိုနားလေပြီးတော့မဂ်ခင်၈ပါးအကျင့်သတိပဋ္ဌာန်ဘာဝနာအကျင့်ဒီအကျင့်မြတ်တွေကိုကျင့်ရမယ်အဲ့ဒါအဆူဆူတော်ဘုရားတို့ရဲ့အဆုံးအမပဲတဲ့အဲ့ဒါလေးနဲ့ဆင်လို့ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးတွေရှိသေးတယ်အဲ့ဒါဘာဟောထားတော့ဆိုတော့အပမာဒရတောဘိက္ခုပမာတိဘယတတိဝအပဘောပရိဟာနာယနိဗ္ဗာန်တေဝတန္တိကေအပမာဒရတောဘိက္ခုအပမာဒဆိုတဲ့သတိတရားနဲ့နေတဲ့ကိစ္စမှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့အပမာဒရတောဘိက္ခုပမာတိဘယတတိဝပမာတိမေ့လျော်ခြင်းကိုဘယတတိဝဘေးလို့သိပြီးတော့မြင်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့အဘဘောပရိဟာနာယဘယ်တော့မှဆုပ်ယုပ်ဖို့အတွက်မထိုက်တန်ဘူးတဲ့သူတို့ဘယ်တော့မှမဆုပ်ယုပ်ဘူးတဲ့လောကီရောလောကုတ္တရာရောကြည်ပွားမယ်တိုးတက်မယ်ပေါ့ဟုတ်လားအဘဘောပရိဟာနာယပြီးတော့ဗါလဲတော့နိဗ္ဗာန်တေဝတန္တိကေနိဗ္ဗာန်ချမ်းသာနဲ့လဲသူတို့ဟာတဖြည်းဖြည်းနဲ့နီးသွားတယ်လို့ဟောတာဟုတ်လားမေ့လျော်ခြင်းကိုဘေးလို့မြင်ပြီးတော့မမေ့လျော်ခြင်းမှာပျော်နိုင်မယ်ဆိုရင်လည်းမမေ့လျော်ခြင်းမှာပျော်နိုင်တယ်ဆိုရင်ဆိုတာလည်းတော်တော်မလွယ်တတိလေးနဲ့နေတာကိုပျော်ဖို့ဆိုတာကအရသာတွေ့အောင်လုံနိုင်မှပျော်နိုင်မှာနော်ဟုတ်တယ်မဟုတ်လားအလုပ်တစ်ခုကိုလုပ်ပြီးဆိုရင်အဲ့ဒီအလုပ်ရဲ့ယတ္တထွက်အောင်မလုံနိုင်ဘူးဆိုရင်ပျော်တယ်ဆိုတာဖြစ်လာမှာမဟုတ်
ဟုတ်လားဒါကြောင့်မမေ့မလျော့မှုနဲ့နေရတာပြောတယ်ဆိုတာမျိုးလေးဖြစ်အောင်မမေ့မလျော့မှုကိုဇွဲရှိနဲ့တစ်ဆက်တည်းဖြစ်အောင်ကြိုးစားကြည့်ဟုတ်လားတည်တိုက်တာတွေအတိအမြင်များလာပြီဆိုလို့ရှိရင်သတိနဲ့နေတာအလွန်ကျိုးရှိပါလားစိတ်ဝင်စားလာတယ်ဒီဥစ္စာကိုတော်တော်လေးစိတ်ဝင်စားလာတယ်ဒါနဲ့နေရတာကိုအကောင်းဆုံးလို့တဖြည်းဖြည်းနဲ့နားလေလာတယ်အဲ့ဒီမှာသူသတိနဲ့နေရတာကိုဘာဖြစ်လားပြောလာတယ်တောင်းရှင်တော့သတိနဲ့နေရတာကိုဝင်လေးတယ်လို့ထင်မယ်ပြင်းလာမယ်ဒါတွေလည်းဖြစ်နိုင်တယ်နော်ဒါကထိထိရောက်ရောက်မလုပ်လို့အကျိုးရလဒ်ထွက်မလာဘူးဆိုရင်တော့အဲ့ဒီလိုဖြစ်သွားမှာဒါကြောင့်ထိထိရောက်ရောက်လုပ်ဖို့တော့မလိုဘူးလားလို့တယ်နော်လုပ်တဲ့ချိန်လေးမှာထိထိရောက်ရောက်လုပ်ဒလဇက်ဖြစ်အောင်လုပ်သေမသွားဘူးဘာမှဖြစ်မသွားဘူးကောင်းလာဖို့ပဲရှိတယ်ဟုတ်တယ်မဟုတ်လားအေးအဲ့ဒါမြတ်စွာဘုရားဟောတာနောက်တစ်ခုရှိသေးတယ်ရှင်းနှစ်ပါးတာကတော့အတူတူပါပဲအပမဒရတောဘိက္ခုပမာတိဘယတတိဝါတန်ယောဇနမနုံထူလံတဟံအဂိဝကိစတိမေ့လျော့ခြင်းကိုဘေးလို့မြင်ပြီးတော့မမေ့လျော့ခြင်းမှာပျော်မွေ့နေမယ်ဆိုလို့ရှိရင်တဲ့တန်ယောဇနမနုံထူလံတဟံအဂိဝကိစတိတော်မီကြီးဟာကြီးငယ်အမျိုးမျိုးသောလောင်စာတွေကိုတွန်းပြီးတော့လောင်ကျွမ်းသွားသလိုအဲ့ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်ပညာဟာလည်းပဲတန်ရောစဉ်အကြီးအသေးအမျိုးမျိုးကိုတခါတည်းလောင်ကျွမ်းသွားလိမ့်မယ်တဲ့ပေးတဲ့ဥမာလွန်ကောင်းတယ်နော်တော်မီတကယ်လောင်ပြီဆိုလို့ရှိရင်ဆူဆက်တွေလည်းလောင်သွားတာပဲအချောက်တွေမှလောင်တာမဟုတ်နော်သစ်ပင်ဆိုကြီးတွေလည်းလောင်သွားတာပဲတဖြောင်းဖြောင်းအတန်ထွက်ပြီးတော့ကိုလောင်ကျွမ်းသွားတာဟုတ်လားဒါမီးအားကောင်းလို့ရှိရင်လောင်စာမရွေးဘူးအကုန်လောင်သွားမီးကသိအားမကောင်းဘူးဆိုရင်တော့အဆိုးနဲ့တွေ့ရင်ဆက်မလောင်တော့ဘူးနော်ဒါဥမာကောင်းတဲ့ပေါ်တာလေးကိုဦးဇင်းပြောတာဘုရားပေးထားတဲ့ဥမာကိုအခြေချပြီးတော့ဦးဇင်းစဉ်းစားကြည့်တော့နော်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ကိုယ်ကတတိနဲ့ပျော်တဲ့အလေးချင်းများလာမယ်ဆိုလို့ရှိရင်ဉာဏ်ပညာကြီးလာအဲ့ဒီဉာဏ်ပညာမီးပဲတကယ်တမ်းကဘာကိုလောင်မဲ့မီးလဲလို့ဆိုရင်တန်ရောစဉ်အမှိုက်ကိုလောင်မဲ့မီးကိလေသာအမှိုက်ကိုလောင်မဲ့မီးဟုတ်လားအဲ့ဒီဉာဏ်ပညာမီးအားကောင်းဖို့မလိုဘူးလားလိုရနော်အားမကောင်းရင်တော့နည်းနည်းလောက်ပဲလောင်နိုင်မယ်အားကောင်းရင်တော့အများကြီးလောင်နိုင်မယ်နော်အဲ့တော့ဒီတန်ရောစဉ်ကိလေသာဆိုတဲ့အမိုက်ကိုဘယ်လောက်ထိလောင်ကျွမ်းနိုင်အောင်ကိုယ့်ရဲ့ပညာမီးတော့ကိုကြီးမားအောင်လုပ်နိုင်မလဲဆိုတာကတော့ကိုယ့်ရဲ့တတိဘယ်လောက်စင်စစ်မပြတ်ဖြစ်အောင်ထားနိုင်မလဲဆိုတာပေါ်မှာမူတည်မယ်အဓိကဦးဇင်းတို့ပြောနေတဲ့စကားတွေအကုန်လုံးအနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့သတိထားဖို့နောက်သတိထားဖို့1သတိထားဖို့2သတိထားဖို့3ဒါပဲဟုတ်လားဒါပဲဦးဇင်းကတော့ပြောချင်တယ်ပေါ့ဟုတ်လားသတိထားနေကျန်တာကဖြစ်ထွန်းလာမှာပါဟုတ်လားဒလဇက်တာသတိထားနေတိလိုက်တာသိမလာပြီဘူးလားသိလာနော်သတိထားပြီးတော့နေရမယ်ဟုတ်လားအေးဒါကတော့ဦးဇင်းတို့အပမဒတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောပြထားတဲ့ဒေသနာလေးတွေဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာအပမဒဝတ်ဆိုပြီးတော့နောက်တတိတသက်နဲ့စူးစီးထားတာလေးတွေကထုတ်နှုတ်ပြီးတော့ဦးဇင်းကပြောပြတာဟုတ်လားဒါကြောင့်မေ့ခြင်းကိုဘေးလို့နားလည်ပြီးတော့မမေ့ခြင်းမှာပျော်မွေ့နိုင်မယ်ဆိုရင်တော်မီကြီးဟာကြီးငယ်အမျိုးမျိုးသောလောင်စာတွေကိုလောင်ကျွမ်းပစ်လိုက်သလိုမျိုးပညာမီးတော့ဟာလည်းပဲတန်ရောစဉ်အမျိုးမျိုးကိုလောင်ကျွမ်းပစ်လိုက်မယ်တဲ့အဲ့ဒါဆိုလို့ရှိရင်တန်ရောစဉ်တို့ကြောင့်ဖြစ်ရတဲ့ဒုက္ခတွေရောရှိနိုင်မလားမရှိနိုင်ဘူးဒါအပမဒတရားနဲ့ပတ်သက်ပြီးတော့ပေတတ်တို့ကိုဦးဇင်းတို့ပြောပြတာတနည်းအားဖြင့်လည်းပဲကိုလုံးနေတဲ့လုပ်ငန်းစဉ်ရဲ့တန်ဖိုးကြီးမားပုံပေါ့ဟုတ်ရလားအေးအဲ့တော့ဦးဇင်းကယောဂီတွေရှိရထားပြီးတော့ယောဂီတွေနဲ့ပတ်သက်တာပဲပြောနေတာဆိုတော့နော်ဒီနေ့ဆွမ်းကမ်းမဲ့အခါတိုင်းလည်းဆွမ်းကမ်းနေတဲ့ကုသိုလ်ရှင်တွေလည်းဒီထဲပါပါတယ်ဟုတ်လားအေးမောင်စိုးတရားတို့နော်မိဖို့လှူတဲ့ပုဂ္ဂိုလ်မိဖို့နဲ့ပတ်သက်ပြီးတော့လည်းဘာမှလည်းမပြောလဲရဘူးဟုတ်လားအေးအဲ့ဒါဒါအခုပြောတာပဲလို့အောက်မေ့ရုံပဲဟုတ်လားအေးဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ကောင်းမှုကိုလုပ်တယ်ဆိုရင်ကိုလုပ်ထားတဲ့အလုံးနဲ့တန်တဲ့အကျိုးရလဒ်ကိုတော့မရနိုင်ဘူးလားအဲ့ဒါကဘုန်းကြီးကပေးတာလားပါဘူးဘယ်သူကပေးတာမိဖို့ကြီးကပေးတာလားဘယ်သူကပေးတာတဲ့လေးပြောမှဆိုစေတနာလေးကပေးတာနော်ကိုယ်စေတနာလေးကပေးတာဟုတ်လားဒါကြောင့်ကိုယ်စေတနာကိုသာဖြူစင်အောင်တန်ရှင်းအောင်အပြစ်ကင်းအောင်အားကောင်းအောင်ကြိုးစားရမယ်ကိုလိုချင်တဲ့ချမ်းသာကိုယ်စေတနာလေးကပေးတာပါအဲ့ဒီစေတနာကိုမြတ်စွာဘုရားဘာလို့ဟောတာတော့ကံလို့ဟောတာနော်သဗ္ဗေတတ္တကမ္မတကတတ္တဝါတွေအားလုံးဟာကံသာလျင်ကိုယ်ပိုင်ရှိတယ်ကံပြုသမျှနှုတ်ရတယ်ဟုတ်လားအဲ့ဒီကံကဘာကိုပြောတာတော့စေတနာဟံဘိက္ခဝေကမ္မံဝဒာမိစေတနာကိုကံလို့ငါဟောတယ်တဲ့မြတ်စွာဘုရားအဲ့ဒီစေတနာကရှေ့စော်တဲ့သဘောလေးပဲအလုပ်တစ်ခုလုပ်ပြီးဆိုရင် तू ကခေါင်းဆောင်ပဲဒါကြောင့်သူ့ကိုကံလို့တတ်တာတကယ်တမ်းကစေတနာကြီးတက်တက်မှာကောင်းတယ်လို့လည်းပြောလို့မရဘူးဆိုးတယ်လို့လည်းပြောလို့မရဘူး
နော်ကောင်းတဲ့အလုံးနဲ့ရှင်ရင်ကောင်းတဲ့စေတနာမကောင်းတဲ့အလုံးနဲ့ရှင်ရင်မကောင်းတဲ့စေတနာကောင်းတဲ့စိတ်တွေနဲ့ရှင်ရင်ကောင်းတဲ့စေတနာပေါ့မကောင်းတဲ့စိတ်တွေနဲ့ရှင်ရင်မကောင်းတဲ့စေတနာဒါကြောင့်စေတနာသည်အကုသိုလ်လည်းရှိတယ်ကုသိုလ်လည်းရှိတယ်ဟုတ်လားစိတ်ကောင်းနှလုံးကောင်းလေးနဲ့ရှင်တဲ့စေတနာကတော့ကုသိုလ်ပေါ့စိတ်ယုံမှနဲ့ရှင်တဲ့စေတနာကတော့အကုသိုလ်ပေါ့ဟုတ်ရဲ့လားသူအရှိသွားကောင်းဆောင်ကြီးအတွင်နှိုးစော်တဲ့လူကြီးမို့သူ့ကိုဘာလို့ပြောရတော့ကံလို့မြတ်စွာဘုရားဟောတာဟုတ်လားအေးဒါကတော့ဒါနကောင်းမှုနဲ့မကင်းကြတဲ့အလုံးသောပိဋကပေါင်းသူတော်ကောင်းတို့မှတ်သားစရာပေါ့နော်အဲ့တော့ဒီထဲမှာနောက်တချို့တရားဌာနတွေဆိုလို့ရှိရင်မနေ့စောနေစောနော်ဆုံးကကြတဲ့ကုသိုလ်ရှင်တွေနဲ့ပတ်သက်ပြီးတော့တရားတစ်ကြိမ်အနုမောဒနာတရားဟောပေးတာရှိပါတယ်နော်ဦးဇင်းတို့ကတော့အဲ့ဒီလိုအပ်ချက်ကိုမလုံးနိုင်ဘူးဖြစ်နေတယ်နော်တရားအထုတ်တာနဲ့ပတ်သက်ပြီးတော့ပဲဦးစားပေးပြီးတော့ပြောပြတယ်ပေါ့ဟုတ်လားအဲ့တော့ဒါကတခါတည်းပေါင်းပြီးတော့ဟောလိုက်တယ်ပေါ့မနေ့ပြန်ဦးဇင်းတို့မနေ့ဆုံးလေးစားပြီးရင်နှုတ်ဆက်တရားလေးဟောအဲ့ဒီအချိန်ကျရင်တော့အနုမောဒနာတရားစကားလေးနည်းနည်းတော့ထည့်ပြောမယ်လို့အောက်မေ့ထားပါတယ်နောက်ကိုပြုထားတဲ့ကုသိုလ်ကောင်းမှုလေးတွေနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာပေါ့နော်အဲ့တော့ကိုစူးစမ်းအထုတ်နေတဲ့ဒီအပ္ပမာဒလုပ်ငန်းစဉ်ကိုလုပ်ရတာကပို့ပြီးတော့ဝမ်းသာစရာမကောင်းဘူးလားကောင်းတယ်နော်အခုဒီဇင်ဘာတရားပွဲအတွက်တရားဝင်မဲ့လူကတော့ဘယ်ဒီနေသေးတယ်မသိဘူးကျွေးမဲ့လူတွေကတော့ပြည်သွားတယ်အဲ့တော့ဦးဇင်းကစဉ်းစားကြည့်တယ်ဟောတရားထိုင်ဖို့တဲ့ကျွေးဖို့ကပုံမြန်လွယ်သလားမသိဘူးလို့ဟာကျွေးတဲ့လူတွေအဲ့လိုကြားရင်သူတို့ကမခံခြင်းဖြစ်ဦးမယ်အဲ့ဒါသူတို့မထိခိုက်စေရင်မဟုတ်ကျွေးတာလည်းပဲကျွေးနိုင်ဖို့ပေးနိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပါဘူးဝန်တာပါတယ်အဲ့ဒါလည်းဦးဇင်းကအများကြီးစိတ်ထဲမှာကျဉ်းတတ်ပါတယ်ဟုတ်လားသူတို့မှာဒီမှာလာအထုတ်ကြတဲ့ပုံကိုယ်တွေကိုကျွေးခြင်းမွေးခြင်းနဲ့စိတ်ရှိတယ်ဆိုတာဒါအလွန်ကောင်းမြတ်တဲ့ကိစ္စတရားစကားတရားထိုင်မယ်လို့စင်ရင်မပေးကြသေးတာကတချို့ကစောသေးလို့နော်အဲ့လိုမျိုးအကြောင်းမျိုးကြောင့်ဒါမပေးကြသေးတာစင်ရင်လည်းလက်မခံသေးဘူးလို့လည်းပြောထားတဲ့အပိုင်းလည်းရှိမယ်နဲ့တူပါတယ်ဒါပေမဲ့အဲ့ဒါလေးကိုအမှတ်ရတာကနော်အာထုတ်ခြင်းနဲ့လူတွေတဲ့ကျွေးခြင်းတဲ့လူတွေကအခုအရင်ကြည်နေတယ်ဆိုတာလေးကိုပြောရင်တာဟုတ်လားဒါလည်းဝမ်းသာစရာတစ်ခုလုံးမဆိုနိုင်ဘူးလားဆိုနိုင်နော်အေးဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နော်ဒီကနေ့နည်းနည်းလေးတရား5မိနစ်လောက်ရှိသွားတယ်စဟောတာလည်းနောက်ကြနော်တရားထိုင်တာတော့15မိနစ်လောက်ပဲထိုင်ရတော့မယ်နော်အဲ့တော့ဒီနေ့ဦးဇင်းဘာပြောလိုက်တော့မနေ့ကပြောခဲ့တဲ့အပ္ပမာဒတရားရဲ့အဆက်လို့ဆိုကြပါစို့ဟုတ်လားမိမိပြောရောပေါ့ပေါ့ဆဆနေရခြင်းရဲ့အပြစ်အနာစာမမိမလျော့မပေါ့မဆတတိတရားနဲ့နေရခြင်းရဲ့ဂုဏ်ကျေးဇူးဒါလေးကိုဦးဇင်းတို့တည်တဲ့လောက်ကလေးမြတ်စွာဘုရားဟောထားတာလေးတွေကိုဟောပြပါတယ်နော်အဲ့တော့ဆက်ပြီးတော့အပ္ပမဒတရားနဲ့နေထိုင်တဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုရှင်းသုံးကြရအောင်နော်ကဲအလုံးဆိုကြမယ်တိယမံကမကြရအောင်လုံးဝဆုံးလင်းအကုန်မြင်သဗ္ဗဉာဏ်တော်အစွမ်းဒီတိတိတရားမြာအပြား၌ဟောထားစပွဲဤသွဲသွဲကိုခြေလေဆုံးလင်းအကုန်မြင်သဗ္ဗဉာဏ်တော်အစွမ်းဒီကျွထိုင်ကြပြီညာဝေနေ၏အိန္ဒြေစရိုက်သူအကြိုက်ကိုနိုင်ချိုးဆုံးလင်းအကုန်မြင်သဗ္ဗဉာဏ်တော်အစွမ်းဒီဉာဏ်တော်စွမ်းပကားဤသုံးပါးကြောင့်ဝေနေချွတ်လို့စေဖို့မနေမနာတတ်တော်အဖြစ်ကြီးမားလေပြီး80ပြည့်၍ပရိနိဗ္ဗာန်စံတိတိုင်အောင်တေယူဆောင်ဘုံကောင်းငါတို့ဖရာဒီကိလေကင်းစင်ထူးစွာမြင်၍ကျင့်စဉ်ပြည့်စုံနိဗ္ဗာန်ဘုံကြွလောကကုန်သည်အတုမရှိဆုံးမတတ်လူနတ်တို့ဆရာသစ္စာဟောဖို့ဘုံတော်ကြီးမာဤကိုယ်ပါသည်ဖရာမြတ်စွာဂုဏ်တော်ဒီငါနှင့်တူစွာမြတ်တတ္တဝါတို့ချမ်းသာဒုက္ခလူတိုင်းရ၍ဒုက္ခယံပေကင်းစင်ဝေငြိမ်းကြပါစေငါနှင့်တူစွာမြတ်တတ္တဝါတို့ချမ်းသာဒုက္ခလူတိုင်းရ၍ဒုက္ခယံပေကင်းစင်ဝေငြိမ်းကြပါစေငါနှင့်တူစွာမြတ်တတ္တဝါတို့ချမ်းသာဒုက္ခလူတိုင်းရ၍
ဒုက္ခယံပေကင်းစင်ဝေငြိမ်းကြပါစေအယိုးတိုင်သဘောအကျော်ရစ်ပတ်အသာကမြုပ်အရေတူအရေပါဩထားသောခန္ဓာကိုယ်ဝါရကရေစေနိုင်အားတန်ဆာငါဖြင့်ဖုံးထားရပုံအကြောင်းစုံကိုဉာဏ်မျက်ရှိကင်းမမြင်ခြင်းကြောင့်သာမြင်ရပါမူကားအနာဂတ်ပင်အခါချင်းစရာကိုယ်ကောင်းမာတကားဤခန္ဓာကိုမြတ်ဘုံမို့ကြီးညိုလူရန်ပါ၏ဖျားတရားမရင်တထိုင်တွင်အနှင်းပူဇော်ပါ၏ဖျားဆရာသမားအရိယာများကိုပြမမိသမျှတောင်းပန်သာဝန်ချကြောပါ၏ဖျား